ကျမဒီအသီးကိုမသိလို့မသိဘူးလို့ပြောတာ။ရှမ်းပြည်မှာမွေရှမ်းပြည်မှာ GBD အသီးတောင်မသိဘူးလားဆိုပြီးတော့ပြောခံလိုက်ရပါတယ်။ comment ထဲမှာလည်းတပုတ်သီးလို့ပြောတဲ့လူကပြောဖယုံသီးလို့ပြောတဲ့လူကပြောနေဘယ်ဟာအမှန်မှန်းကိုမသိပါဘူး။ဒီနေ့ချက်ပြတဲ့ဟင်းကတော့ဂျာမနီဘက်ကစပြီးတော့တီထွင်တဲ့ဟင်းလို့စပုံမှုတယောက်ကပြောပါတယ်။အပြင်မှာဆိုရင်လည်းတော်တော်လေးကိုဈေးကြီးပေးရပြီးတော့ဧည့်သည်လာတဲ့အခါမျိုးတွေအခီးရပြန်ရောက်တဲ့အခါမျိုးတွေမှာပို့ပြီးတော့ချက်ဖြစ်ပါတယ်။ဒီဟင်းပွဲနာမည်ကိုတော့ဒီမှာကူစာလို့ခေါ်တာပါ။အပြင်မှာဝယ်စားမယ်ဆိုရင်တယောက်စာကိုတောင်မှ9ချက်ကနေ10ချပေးရပါတယ်။ဒီမှာငွေနဲ့ဆိုရင်9000အထက်ကနေ3သိန်းနီးပါးလောက်ထိပေးရတဲ့ဟင်းပွဲပေါ့နော်။ဒါကတော့ကျမအမဲသားကြိတ်သားနဲ့ထမင်းကိုအစာသွတ်ဖို့အတွက်ချက်တာပေါ့နော်။အပြင်ဆိုင်ဒီမှာဆိုရင်တော့ဂျာမနီဘက်ကထုတ်တဲ့ဆန်နဲ့ချက်ပါတယ်။ပုံစံကတော့ကောက်ညင်းဆန်နဲ့တူတယ်စီစီလေးပေါ့နော်။ကျမတထိန်မကတော့ဆန်နဲ့ပဲချက်တာကြိုက်လို့အများတန်းဆန်နဲ့ပဲချက်ဖြစ်ပါတယ်။ပြီးရင်ဒါကတော့ကျမဆော့အတွက်ပြင်ဆင်တာပါ။တကယ်ဖျားစုကျမရှမ်းမြောက်မှာမွေပြီးရှမ်းမြောက်မှာသာကြီးလာတာဒီအသီးကိုမြန်မာပြည်မှာနေတော့တခါမှမြင်လဲမမြင်ဘူးလို့စားလဲမစားခဲ့ဘူးပါဘူး။အရင်အကောက်မှာဗီဒီယိုတင်တော့ view ကလည်း9သိန်း10သိန်းလောက်ထိတက်သွားတာဆိုတော့ comment ထဲမှာမှတ်ကြတာရှမ်းပြည်မှာရမ်းပေါ်တယ်လို့ပြောတော့ကျမကတော့တခါမှကိုမမြင်ဘူးခဲ့တာပါ။အထက်ကအစာသွတ်တဲ့အနှစ်ချင်းအတူတူပဲဒါပေမဲ့အပြင်ကအခွန်ကအာလူးတို့ခရမ်းသီးတို့တချို့ကဇပီးရွက်တို့နဲ့လည်းချက်တာရှိပါတယ်။တထိဘက်ကအမျိုးတွေရောတထိမဘက်ကမျိုးတွေရောအိမ်ကိုလေလာမယ်ဆိုရင်ဒီဟင်းကိုဖုံးကြိုဆက်ပြီးတော့မှချက်ခိုင်းကြတာပေါ့နော်။ဟင်းလို့ပြောလိုက်ပေမဲ့ထမင်းနဲ့တွဲစားရတာတော့မဟုတ်ဘူးနော်။ဒီမှာတော့တော်တော်များများညစာအနေနဲ့စားပါတယ်။ဒီဟင်းပွဲကိုချက်တဲ့ခါမှာမီအေးအေးနဲ့ချက်ပေးဖို့လိုပါတယ်။သူကထမင်းနေရောပါတာဆိုတော့လေမီရန်ပြည့်တဲ့ခါကျရင်အိုးကတ်သွားတာမျိုးဖြစ်တတ်ပါတယ်။ကျမကဒီထက်ပိုပြီးအနစ်ကျအောင်ချက်ချင်တာပေါ့နော်။ကျမတထေးကမစောင့်နိုင်တော့လို့ဒီဟင်းပွဲအရသာကတော့ဒီအသီးကအရန်ချိုပြီးနူးညံ့တယ်။အထဲမှာစားသွတ်ထားတဲ့အမဲသားကြိတ်သားတွေကလည်းထုတ်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 နဲ့သူ့ဆော့အရသာကတော့ချင်းချင်းဆက်ဆက်ထိထိမိမိလေးပေါ့နော်။